နေ့မှာလူတိုင်းသုံးနေတဲ့ DeepSeek AI ဆိုတာဘာလဲ ChatGPT ထက်ပိုကောင်းတဲ့အချက်တွေရှိလား DeepSeek AI ဆိုတာ free powerful AI chatbot တစ်ခုဖြစ်ပြီးတော့ ChatGPT 4 level အဆင့်ရှိပါတယ် DeepSeek AI ကိုအထူးသဖြင့် research coding translation တွေမှာအားသာချက်ရှိပါတယ် DeepSeek AI ကိုဘာကြောင့်သုံးသင့်လဲ DeepSeek AI ဆိုတာ ChatGPT Plus လို့ပတ်စံမပေးရပါဘူးအခမဲ့သုံးလို့ရပါတယ် file တင်ပြီးမေးလို့လည်းရပါတယ်ဥပမာ PDF Word Excel စသဖြင့်နောက်ထပ်မြန်မာလိုမေးလိုက်မယ်ဆိုရင်ကောင်းကောင်းပြန်ပြီးဖြည့်ပေးနိုင်ပါတယ် DeepSeek AI ကိုနီးပညာဓမ္မမဟုတ်စာတမ်းရေးခိုင်းမယ်ဆိုရင်အကောင်းဆုံးဖြစ်ပါတယ် ChatGPT နဲ့ DeepSeek ကကြတော့နီးပညာကုတ်ရေးတဲ့နေရာမှာရှာဖွေရေးအတွက်ပို့ပြီးသိကြပါတယ် ChatGPT ကကြတော့စကားပြောသဘောဖန်တီးမှုဆန်တဲ့အကြောင်းအရာတွေမှာပို့ပြီးအကောင်းပါတယ် DeepSeek AI ကိုစမ်းသုံးကြည့်ချင်တယ်ဆိုရင် bio မှာ link လေးချထားပေးပါမယ်နောက်ပြီးတော့ဗီဒီယိုဟာမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင် like and share လုပ်ထားပေးပါပြီးရင်မိတ်ဆွေတို့သိချင်တာတွေရှိရင် comment မှာရေးထားပေးပါနောက်ပိုင်းမှာ AI tool တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်ပြီးပြောပြပေးသွားမှာပဲဖြစ်ပါတယ်